အီတလီနိုင်ငံစစ်စလီကျွန်းရဲ့ကမ်းခြေတင်နေရာကအဆောက်အအုံအပေါ်တက်မှာမာဖီးယားနှစ်ဖွဲ့ဟာလူကုန်ကူးမှုနဲ့ပတ်သက်တဲ့စီးပွားရေးပေးယူတစ်ခုကြောင့်ညှိနှိုင်းနေကြပါတယ်။အဲ့ဒီနေရာမှာဩဇာကြီးမားလာတဲ့မာဖီးယားခေါင်းဆောင်ကြီးနဲ့သူ့ရဲ့သားဖြစ်သူမာစီမိုတို့ရောက်နေခဲ့ပါတယ်။ကလင်းငယ်တွေကိုလူကုန်ကူးမဲ့အလုံးမျိုးသူမလုပ်ကြောင်းမာဖီးယားခေါင်းဆောင်ကြီးကပြက်ပြက်သားသားငင်းဆန်ကမာယိုနဲ့လက်လွဲလိုက်ပြီးသားဖြစ်သူစီထွက်သွားပါတယ်။သားဖြစ်သူမာစီမိုကိုပျော်ပါးရေချုပ်ပြီးသူ့အလုပ်တွေကိုလက်လွဲယူဖို့အချိန်နဲ့မီဖြစ်ကြောင်းပြောနေတော့မှာပဲ။ရုတ်တရက်ဆိုတော့တနက်တန်တစ်ခုနဲ့အတူမာဖီးယားခေါင်းဆောင်ကြီးရဲ့ရင်ဘတ်ကိုကြီးစံဖောက်ဝင်သွားပြီးသူ့ရဲ့အနေလဲကျသုံးသွားခဲ့ပါတယ်။ဖခင်နဲ့အတူတနက်မှန်သွားတဲ့မာစီမိုလည်းဒဏ်ရာအချင်းကြောင့်လဲကျသွားပါတော့တယ်။အချိန်9နှစ်ကြာမြင့်သွားပြီးနောက်ပိုလန်နိုင်ငံရဲ့မီတင်တစ်ခုမှာလော်ဝါလို့ခေါ်တဲ့မျိုးသမီးဟာဟိုတယ်ရဲ့လုံခြုံရေးအားနည်းမှုပေါ်ကာစတမာကွန်ပလိန်းတက်နေတာတွေကသူမတောက်လို့မဟုတ်ကြောင်းနဲ့ဟိုတယ်ဘုတ်ခွင့်အမြဲပြည့်နေတာသူမရဲ့ marketing strategy ကြောင့်သာဖြစ်ကြောင်းပြောကအင်ကိုပြန်လာခဲ့ပါတယ်။လော်ဝါဟာအောင်မြင်ပြီးငွေကြီးပြည့်စုံတဲ့မျိုးသမီးတစ်ယောက်ဖြစ်ပေမဲ့သူမရဲ့ချစ်သူမာတင်ဟာအတူရှိနေတောင်မှလက်တွက်တစ်လုံးနဲ့အချိန်ကုန်နေတယ်ပြီးလော်ဝါပေါ်နှွေးထွေးမှုဂီယူဆိုင်မှုဆိုတာလုံးဝမရှိသူဖြစ်ပါတယ်။ဒါကြောင့်လော်ဝါထက်မြက်တဲ့မိမသားပြီးဂရေပေါ်မှာကိုကိစ္စကိုပွားတာတယောက်နဲ့တိုက်ပွဲဝင်နေရရှာပါတယ်။ထိုနည်းတူစားပိုက်ကြီးမာစီမူကလည်းသူ့ရဲ့ private jet ပေါ်မှာလေမယ်လေးကိုလူနိုင်ယူကြီးနဲ့ကိုပေးရင်ပြီးတင် जा ပို့ချပေးနေပါတယ်